page hat တဲ့သူတွေကဘယ်လို hat လဲနောက်ထပ်တနည်းပေါ့နော်အမှန်ကတော့ဒီလန်အောင်မှာပဲအဲ့ဒါကိုနည်းနည်းစမ်းသစ်ပြီးတော့မှကျွန်တော်ရဲ့ page မှာ congratulation get that blue free ဘာညာဆိုပြီးတော့မှ page ကကျွန်တော်ရဲ့ cover photo sharing လုပ်တယ်ပေါ့နော်ဆိုတော့ဒီ link ကဒါကြည့်လိုက်တာနဲ့ကိုသိရဗျာ blue man ဘာညာဘာမှလည်းမဆိုင်ဘူးသူတို့ page ထဲကိုကျွန်တော်တို့ဝင်ကြည့်အောင်လွန်ခဲ့တဲ့မိနစ်20အမှာပေါ့နော်ကြည့်လိုက်တယ်ဆိုရင်မြန်မာ page တွေတော်တော်များများကိုလောက်နေရပါတော့ okay ကြည့်လိုက်တာနဲ့ကိုသိရပါတော့ဒီရဲ့ page ကြီးကအဲ့လို scammer page ဆိုတာသူတို့ရဲ့ link တွေကိုသွားပြီးတော့မှကျွန်တော်တို့ကြည့်အောင်အခုကွန်ပျူတာမှာကိုတော့အဲ့လိုကြီးတော့ဝင်ပြီးတော့မှတော့မကြည့်နဲ့ပေါ့နော် Mozilla Firefox ထဲမှာဝင်ပြီးကြည့်လိုက်မှာဒါက Facebook web address လည်းမဟုတ်ဘူးပေါ့နော် request verify badge on Facebook ဆိုတော့ blue mark အတွက်ရှောက်တယ်လို့ဘာလို့detail video information ဆိုတာလေးတော့မှပါလိုက်သေးတယ် C user နဲ့ access အမှန်ကတော့ဒါ login ဝင်ထားတဲ့ session ပေါ့နော်ကို login ဝင်ထားတဲ့ cookie data ကိုဒီထဲမှာသွားပြီးတော့မှ copy ကူးပြီးတော့မှ paste လုပ်ပြီးသူတို့စီပို့ခိုင်းတာ video လေးပါပါတယ် You will need to use a laptop or computer. You cannot get these values from mobile phone. Open Chrome browser on your PC and make sure C user နဲ့ access ကကျွန်တော်တို့ computer browser တွေမှာပဲတွားပြီးတော့မှလုပ်လို့ရတာဗျအဲ့ဒါကြောင့်မလို့ computer သုံးခိုင်းတာပေါ့နော် mobile ကနေဆိုလို့ရှိရင်တော့ဒါမျိုးလုပ်လို့မရအောင် install လုပ်ပြီးတော့မှ cookie တိုင်းပါဘာညာဆိုပြီးတော့မှပြောထားတဲ့ video file ပေါ့နော် C user နဲ့ cookie ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့မှ session ခိုးတာတွေနဲ့ပတ်သက်ပြီးတော့မှရှင်းပြထားတဲ့ video ရှိရပါတော့အဲ့ဒီရဲ့မှာ video ကိုဒီ video ရဲ့ comment box မှာကျွန်တော်ထည့်ထားပေးပါမယ် Okay ဆိုရင်တော့ကိုသူတို့ပါဗျာအဲ့လိုဘယ်လိုပြောမလဲ mailware တို့ဘာလို့နဲ့ကိုယ့်ရဲ့ information ကိုယူဖို့တော့မှမကြိုးစားအောင်ဒီမှာ C user နဲ့ access ဆိုတဲ့ data လေးတွေကိုဒီမှာထည့်လိုက်တယ်ဆိုလို့ရှိရင် blue man ရမယ်ပေါ့ဗျာ Okay ဆိုတော့ဒါမျိုးကနေပြီးတော့မှဖြစ်နိုင်တော့ဝေးရနေတာရှောင်ပါ blue man ဘာညာပေါ့နော် blue man မရလဲဘာမှတော့မဖြစ်ဘူးပေါ့နော်ကိုကလိုချင်စောနဲ့လိုက်ပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်တော့ဒါမျိုး scammer တွေလက်ထဲကိုကိုယ့်ရဲ့ Facebook login data တွေပါသွားတတ်ပါတယ်